အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကလုပ်ငန်းခွင်ဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပြပေးမယ်ကျွန်တော်ကိုယ်တိုင်ကဝန်ထမ်းလည်းဖြစ်ခဲ့မှုတယ်အခုကတော့ကိုယ်ပိုင်အလုပ်နဲ့ဝန်ထမ်းအလုပ်နဲ့သူများအလုပ်နဲ့ကိုတွဲပြီးတော့လုပ်နေတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကျွန်တော်ကဘယ်လိုပြောရမလဲဝန်ထမ်းလည်းဖြစ်ခဲ့မှုတဲ့အခါကျတော့ဝန်ထမ်းတွေဘယ်လိုခံစားရလဲဘယ်လိုမျိုးတွေးလဲဘယ်လိုမျိုးစိတ်နေစိတ်ထားရှိလဲဆိုတဲ့ကိစ္စတွေကျွန်တော်နားလဲတယ်သူတို့တွေးကြုံနေရတဲ့အခက်အခဲတွေဘာတွေကိုလဲကျွန်တော်ကိုချင်းစာရတယ်တော့ပေါ့နော်ဒါကဝန်ထမ်းဖြစ်ခဲ့မှုတဲ့အတွက်အဲ့တော့နောက်တစ်ခုကကျတော့အလုပ်ရှင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့လေအလုပ်ရှင်တွေကဝန်ထမ်းတွေနဲ့ဆက်ဆံတဲ့အခါမှာဘယ်လိုမျိုးတွေးလဲအလုပ်ရှင်တွေရဲ့သဘောထားကဘယ်လိုမျိုးရှိလဲဒီအကြောင်းအရာတွေကိုလည်းကျွန်တော်ကနည်းနည်းနားလဲတယ်ပေါ့နော်အဲ့တော့အဲ့ဒီနှစ်ခုကိုဆက်ပြီးတဲ့အခါကျတော့အခုဝန်ထမ်းတယောက်ကလုပ်ငန်းဝင်အသစ်ကိုဝင်တဲ့အခါမှာဘယ်လိုမျိုးအဆင့်တွေကိုကြော်ဖြတ်ရလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြပေးမယ်အဲ့ပထမဆုံးနံပါတ်1ကကျွန်တော်ကဘယ်လိုခေါ်လဲဆိုတော့ honeymoon period ပြားရည်စံအချိန်လို့ခေါ်ပါတယ်လုပ်ငန်းအသစ်ကိုစပြီးဝင်တဲ့ပထမဆုံး4လလောက်ကိုကျွန်တော်ပြားရည်စံအချိန်လို့ခေါ်တယ်เนาะပထမဆုံးကနေစဝင်တဲ့အချိန်ကနေ4လလောက်ကိုပြားရည်စံအချိန်လို့ခေါ်တယ်အဲ့ဒီအချိန်ကဘာလဲဆိုတော့အတက်ကြွဆုံးအချိန်ပေါ့ဆိုတော့အလုပ်မရှိတဲ့အချိန်ပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားလုပ်နေတာနေပြီးတော့ဒီအလုပ်ထဲကိုရောက်လာတဲ့အခါကျတော့ဟာငါဒီလုပ်မှာအရန်လုပ်ပြလိုက်မယ်ငါအရန်အောင်မြောင်လုပ်မယ်အရန်တူးတက်အောင်လုပ်မယ်အရန်ဖွင့်မြောင်လုပ်မယ်ငါအလုပ်အရန်လုပ်မယ်မနေ့ဆိုရင်အစောဆုံးရုံရောက်မယ်ညနေဆိုရင်ရုံစင်းတဲ့အချိန်မှာဆိုလဲကျွန်တော်တို့နောက်ကျမှရုံနဲ့ပြန်မယ်ပေါ့နော်အစည်းအဝေးတွေဘာတွေမှာဆိုရင်ထိတ်ဆုံးကနေပြီးတော့ဟာတက်ကြွဒီလိုကတော့ဒီလိုဖြစ်တဲ့နယ်ဟိုကတော့ဟိုလိုဖြစ်တဲ့နယ်ဆိုပြီးတက်ကြွဆွေးနွေးတဲ့သူတယောက်ဖြစ်နေမယ်နောက်တစ်ခုကရုံးမှာပေါ့ဆိုကြပါဆိုအလေလွင့်နေရှိနေတယ်ပေါ့ဥမာအချိန်ကြီးအလေလွင့်ဖြစ်နေတယ်ဒါမှမဟုတ်လည်းမှာတချို့အဲကွန်းတွေဒီတိုင်းရှောက်ဖွင့်ထားတယ်မီးတွေရှောက်ဖွင့်ထားတယ်ကွန်ပျူတာရှောက်ဖွင့်ထားတယ်ဒီလိုမျိုးဆိုလိုက်ပိတ်ပေးတာတို့စသဖြင့်ပေါ့ဒီသဘောကတော့ဒါကငါအလုပ်ငါပိုင်ဆိုင်တဲ့အရာငါကောင်းအောင်လုပ်ပေးလေဒီအလုပ်ကပိုကောင်းလာလိမ့်မှာရဲ့လို့ကျွန်တော်တို့တွေးတယ်အဲ့လိုမျိုးတွေးတဲ့ခါကျတော့အရန်ကိုဘယ်လိုပြောအားရင်နေနဲ့ပြည့်နေပြီးအရန် motivated ဖြစ်နေတဲ့အချိန်ပေါ့နော်၄လကအဲ့ဒါကိုကျွန်တော် honeymoon period လို့ခေါ်တယ် honeymoon period ပြားရည်စံကာလပေါ့နော်ဒီအချိန်မှာတော့ကိုကအကျိုးစားသုံးမယ်ဒီအချိန်မှာတော့ငါဖြစ်ထွန်းရမယ်အောင်မြင်ရမယ်ဒီအလုပ်ကိုငါအရန်ဖြစ်အောင်လုပ်ပလိုက်မယ်ဆိုပြီးတော့နေရတိုင်းနေ့ရက်တိုင်းမှာအားရင်အပြည့်နဲ့နိုးထပြီးရုံးကိုသွားလုပ်တယ်သေးချာလုပ်နေတဲ့အချိန်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကပထမအဆင့် honeymoon period လို့ခေါ်ပါတယ်နော်ပြီးတော့နံပါတ်2ကဘာဖြစ်သွားလဲဆိုနောက်ထပ်4လနောက်ပိုင်းဖြစ်သွားတယ်4လနောက်ပိုင်းဖြစ်သွားတဲ့အချိန်မှာဘာကိုသတိထားမိလာလဲဆိုတော့ဒီအလုပ်ကငါအပြင်ကနေကြည်နေတော့ကဝန်ထမ်းမဟုတ်ခင်တော့ပေါ့နော်ဒီအလုပ်ကငါကြည်တော့ပုံစံတစ်မျိုးပါလားအခုအထဲကိုဝင်လိုက်တဲ့အခါကျတော့တစ်မျိုးပါအထဲမှာဖြစ်နေတဲ့ကိစ္စတွေကအများကြီးပဲနော်အဖွဲ့တွေမျိုးစုံကွဲနေတာတယောက်နဲ့တယောက်ပေါ့ department တွေတစ်ခုနဲ့တစ်ခုရန်ဖြစ်နေကြတာနော်ဘာလို့ညူစုနေကြတယောက်ကိုတယောက်ညူစုနေကြတာတယောက်လှုပ်တဲ့အလုပ်ကိုဆိုနောက်တယောက်ကဘလို့ပဲကောင်းအောင်လှုပ်လိုက်ပြီးတော့ဖြတ်နေတာစသဖြင့် shock စရသွားတဲ့အချိန်လို့ကျွန်တော်တို့ခေါ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ organizational shock ပေါ့နော်သဘောကအလုပ်တိုင်းမှာတွားပြီးတော့သတိထားကြည့်လိုက်ရင် culture ဆိုတာရှိပါတယ်အလုပ်တွေမှာနော်အဲ့ culture ကဒီအလုပ်ကိုလာပြီး shape လုပ်နေတာဒီအလုပ်ကဘယ်လိုမျိုးအခြေအနေမျိုးဖြစ်မလဲဆိုတာကအဲ့အလုပ်ထဲမှာရှိတဲ့နော် culture ကတွားပြီးတော့စကားပြောတယ်လူတွေတယောက်နဲ့တယောက်စကားဘယ်လိုပြောလဲအဖွဲ့အစည်းတွေတစ်ခုနဲ့တစ်ခုပူးပေါင်းပြီးတော့ဘယ်လိုမျိုးအလုပ်တွေလုပ်လဲနော်ဒီဟာမျိုးကိုတွားပြီးဒီဟာမျိုးတွေကအများကြီးစကားပြောတယ်ဒီအချိန်မှာကိုကတွားရောက်လိုက်တဲ့အခါမှာကိုအထင်နဲ့အမြင်လွဲနေပြီဆိုတာတွေ့လိုက်တယ်အရင်တော့ကိုကအပြင်ကနေပြီးတော့ကြည်နေတဲ့သူဆိုတော့အထဲမှာဒီလောက်ထိရိုင်နေမှမသိဒါပေမဲ့အထဲဝင်လိုက်တဲ့အခါကျတော့မှအထဲမှာအများကြီးရိုင်နေနေရတယ်တွေ့တယ်အများကြီးခြားစားနေရတွေ့တယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်တာတွေပေါ်တယောက်တယောက်စိတ်ပုတ်တဲ့ကိစ္စတွေเนาะတယောက်ကိုတယောက်သဘောထားမကြီးနိုင်တဲ့ကိစ္စတွေဘယ်လောက်ပဲကိုကကောင်းအောင်လုပ်နောက်ကနေလိုက်ဖြတ်နေတဲ့သူတွေရှိတယ်ဆိုတာကိုကရမ်းလုပ်ကြိုးစားနေတယ်ဆိုဒီကောင်ကအလကားနေပြီးတော့အထက်ရရှုဖားပြီးတော့လုပ်ကြိုးစားနေတဲ့ကောင်လို့ထင်တဲ့သူတွေရှိတယ်ကိုကအလုပ်ကိုတေချာလုပ်နေဆိုရင်တော့မှအလကားပါကွာဒီကောင်နောက်ကျရင်တော့ဒီတိုင်းမဖြုတ်သွားမှာပါဆိုပြီးတော့ဘေးနာကနေပြီးတော့ဘေးထိုင်ဘူးပြောနေတဲ့သူတွေရှိတယ်ဒီလိုမျိုးတွေနဲ့ကြုံတွေ့ရတဲ့အခါမှာကျွန်တော်တို့ကပထမဆုံး shock ရသွားတယ်။အော်ငါထင်သားသလိုလည်းမဟုတ်ပါလား။ငါမှန်းသားသလိုလည်းမဟုတ်ပါလား။ဒီလောက်ကတော့ငါအရင်တော့ကတော့ဒီလိုအရန်ကောင်းမယ်လို့ထင်ပေမဲ့တကယ်နှစ်ဖူးတွေ့ဒူးတွေ့ကြည့်လိုက်တဲ့အခါကျတော့ထင်တယ်လို့လည်းမဟုတ်ပါလားဆိုတာကိုကျွန်တော်သွားပြီးတွေ့လိုက်ရတဲ့အခါကျတော့ shock ရသွားတယ်။ဘာလို့လုံးမှမသိဘူးဖြစ်သွားတဲ့အချိန်ပေါ့နော်။အဲ့ဒါ shock ချိန်လို့ခေါ်ပါတယ်။4လနောက်ပိုင်းကနေ8လလောက်ထိလူမျိုးဖြစ်တယ်။နော် shock ဖြစ်နေပြီပေါ့။အဖွဲ့အစည်းကကိုထင်တယ်လို့မဟုတ်ထားဘူးဆိုတာကိုအထဲကိုရောက်တဲ့ခါကျတော့တွေ့လိုက်ရတဲ့ခါကျတော့ shock ရပါတယ်နော်အဲ့ဒါ8လထိအဲ့8လနောက်ပိုင်းဘာဆက်ဖြစ်မလဲစဉ်းစားကြည့်သိလို့ရတယ်နော်ကိုကဘယ်လိုပဲကောင်းအောင်လုပ်ကိုလိုက်ပြီးတော့ကြက်လုပ်နေတဲ့သူတွေရှိတယ်ကိုဘယ်လိုပဲအလုပ်ကြိုးစားကိုညူစုနေတဲ့သူတွေရှိတယ်ကိုဘယ်လိုပဲကောင်းမွန်အောင်ဒီလိုမျိုးအဆင်ပြေအောင်ညှိနှိုင်းခြင်းပေမဲ့
ကိုနောက်ကိုမလိုက်ဘူးကိုလုံးသမျှကိုအပြစ်မြင်ပြီးတော့ကြပြက်ကရက်လိုက်လုံနေတဲ့သူတွေရှိတယ်ဒါတွေကိုတွေ့ရတဲ့အခါမှာကျွန်တော်တို့က shock ပြပြီးတဲ့နောက်မှာနောက်တစ်ဆင့်အနေနဲ့ဘာဖြစ်သွားလဲဆိုတော့ depression ရပါနော်အဲ့ဒါကို8လကနေတစ်နှစ်ကိုကျွန်တော်တို့ depression stage လို့ခေါ်ပါတယ်နော်အလုပ်တစ်ခုရောက်ပြီးတော့ဟာငါကတော့သွားပါပြီဒီလောက်ကတော့ငါမှန်းထားလို့မဟုတ်ဘူးအပြင်တော့ကတော့အဆင်ပြေတယ်အထဲလေးရောက်တော့အကုန်လုံးကအဆက်ဆက်ရယိုယွင်းနေတာပဲဆိုပြီးတော့စိတ်တက်ကြပါစိတ်တက်ကြသွားတဲ့အခါကျတော့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ရုံးကိုရောက်တဲ့အခါမှာတခြားအလုပ်ပဲရှာရတယ်ဒီအချိန်ကဒီ8လကနေ12လအတွင်းအချိန်ကလေအလုပ်တစ်ကိုရောက်ပြီးအဲ့အချိန်ကအလုပ်နောက်ထပ်အလုပ်တစ်ရှာဖို့အတွက်အများဆုံးအသုံးပြုကြတဲ့အချိန်ပဲနော်ရုံးရောက်ပြီဆိုတာနဲ့ဘေးနားမှာလွဲချပြီးတော့အလုပ်တစ်တွေလိုက်ရှာနေတာမျိုးနော်ဒီလောက်မှာတော့ငါမနေကျွန်တော်အိမ်ဖုန်းဆက်တယ်အမေသမီးတော့မနေနိုင်တော့ဘူးဒီလောက်ကတော့အရန်ဆိုးနေဘလို့မှဆက်ပြီးတော့မနေကျွန်တော်ဒီလောက်မှာနေရမယ့်အစားဟိုတေလိုက်ချင်တော့တယ်ဆိုတဲ့အခြေအနေမျိုးထိဖြစ်လာတဲ့အခြေအနေမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က depression stage လို့ခေါ်ပါတယ်အဲ့တော့ဒီ depression အဆင့်ကိုရောက်နေပြီဆိုရင်တော့ကျွန်တော်တို့ကအလုံးမှာဘာမှလုပ်ဖို့အတွက်စိတ်မပါတော့အရင်တော့ရှိခဲ့တဲ့ motivation တွေကလည်းအခုချိန်မှာကြက်ပြောင်းငှက်ပြောင်းဖြစ်သွားပြီရုံးကိုသူများတွေဟိုဘယ်လိုပြောရမလဲအသက်ရှင်မှုအတွက်ရုံးလာနေရတယ်ပေါ့တဘောကပတ်စံရဖို့ဒီကနေပတ်စံလေးရမှာလာစာရမှာကိုကဆက်ပြီးလှုပ်လို့ရမယ်ဒီအတွက်ကြောင့်မလို့ရုံးကိုလာနေရတာပဲရှိတယ်ကျွန်တော်ဘာမှမရှိတော့ညှော်လင်းချက်တွေလည်းမရှိတော့ဘူးအနာဂတ်တွေလည်းမရှိတော့ဘူးကိုဖြစ်ချင်တာတွေလည်းမရှိတော့ဘူးဖြစ်ချင်တာတစ်ခုတည်းပဲရှိတော့တယ်ဒီအလုပ်ကနေပြီးတော့ထွက်ပြေးခွင့်ရဖို့ဒီအလုပ်ကနေထွက်သွားခွင့်ရဖို့အတွက်ကိုပဲကျွန်တော်စိတ်ထဲမှာမျှော်လင့်တော့တယ်နော်ဒီအလုပ်ကိုလာနေရတဲ့တွေကတော့စိတ်ပိုင်းဆိုင်ရာထိခိုက်နေရတယ်အမြဲတမ်းကိုဟိုစိတ်တကြနေရတယ်ပေါ့နော်အလုပ်ကလှုပ်တာလှုပ်နေရတယ်ဘာမှစိတ်မပါဘူးဆိုတဲ့အခြေအနေမျိုးရောက်နေပြီဆိုရင်ကျွန်တော် depression stage ပေါ့နော်အဲ့ဒါကတော့8လနေတစ်နှစ်နောက်ပိုင်းတစ်နှစ်ထိပေါ့ okay ဆိုရင်တစ်နှစ်ကိုကြော်လွန်သွားပြီဆိုဘာဖြစ်မလဲတကယ်လို့ရှေ့ရအဆင့်နေအကုန်လုံးကဘာမှပြောင်းလဲမရှိဘူးဆိုရင်တော့တစ်နှစ်ကိုကြော်လွန်သွားတဲ့အချိန်မှာကျွန်တော်ကအဲ့ဒါကိုဘယ်လိုသုံးလဲဆိုတော့ zombie stage လို့သုံးပါတယ်zombie stage ဆိုတာကဘာလဲ zombie တွေမြင်မှုရနော် zombie တွေဆိုတာကသူတို့မှာကိုယ်ပိုင်တွေးခေါ်မရှိဘူးရင်မန်းချက်တွေမရှိဘူးမျောလင့်ချက်တွေမရှိဘူးသူတို့မှာတွေးနိုင်ခေါ်နိုင်တဲ့ရည်ချင်းတွေမရှိဘူးသူတို့ကလောက်တာတစ်ခုတည်းပဲနော်ဒီတိုင်းပဲမတ်တက်တော့ရက်တော့ဟိုတေလူတွေလိုမျိုးဖြစ်နေအောင်ရှင်ရက်နဲ့တေလူတွေလိုမျိုးဖြစ်နေတယ်အလုံးနဲ့ပတ်သက်လို့ဘာ motivation မှမရှိတော့ဘူးအလုံးနဲ့ပတ်သက်လို့ဘာလှုပ်ချင်ကန်ချင်တဲ့စိတ်မှမရှိတော့ဘူးရုံးကိုလာပြီးွားတဲ့အနောက်မှာလဲရုံးမနေ့9နာရီရုံးတက်မယ်ဆိုရင်8:59ဆိုရုံးရောက်ပြီဘာလို့ဆိုတော့ဒီလက်မနှိပ်ဖို့အတွက်နောက်ကျဝိုင်းကြတော့ဒါမှမဟုတ်လဲ time cut ရိုက်ဖို့နောက်ကျဝိုင်းကြတော့ကျွန်တော်တို့ဖြတ်ခံမှာမလားအဲ့လိုတော့ဖြစ်မခံရုံးတော့9နာရီရောက်တယ်ဒါပေမဲ့ရုံးရောက်ပြီဆိုတာနဲ့ဘာလုပ်လဲဆိုတော့9နာရီခွဲလောက်ပြီဆိုတာနဲ့ဆင်းပြီးတော့မလဖေးဆိုင်ထိုင်တယ်လဖေးဆိုင်ထိုင်နေစလီတောက်ပါညာမနေ့ညတော့ဘောပွဲကဘလူးနေလဲမနေ့ညတော့ကိုရီးယားကဘလူးနေလဲအခုဆိုပါ Stranger Things ကဘလူးနေလဲစသဖြင့်ပေါ့ဒီအကြောင်းအလုံးနဲ့ပတ်သက်လို့ဘာမှမပြောတော့ဒီအကြောင်းအရာတွေပဲပြောမယ်ဟိုပါပဲဖြစ်အစည်းအဝေးတွေပါတယ်ဆိုရင်လည်းနောက်ကနေထိုင်ပြီးဖုန်းသုံးနေတဲ့သူကကိုဖြစ်သွားတယ်အစတော့ကကြတော့နော်ပထမဆုံးအဆင့်မှာကြတော့ပထမဆုံး honeymoon period မှာကြတော့အစည်းအဝေးတွေပါတယ်ဆိုမှဆိုရင်ထိတ်ဆုံးကနေဆွေးနွေးတတ်တာကိုအခုကြတော့အစည်းအဝေးတွေမှာနောက်ဆုံးကနေဖုန်းထိုင်သုံးနေတာကိုဖြစ်နေပြီမေးခွန်းတွေများတဲ့သူတွေဟာဒီကောင်တွေကဘာတွေရှောက်ပြီးတော့မေးနေရလဲမပြီးနိုင်တော့ဘိုက်ကလည်းစာနေပြီဆိုတဲ့ဟာမျိုးလိုမျိုးဖြစ်နေရုံးမှာလုပ်တယ်ဆိုလဲဟိုတောက်ဒီတောက်အာလူဖုတ်တာများနေတယ်နေ့လောက်ကတေချာမလုပ်ဖဲနဲ့ဟိုကျန်တဲ့အကြောင်းအရာတွေနဲ့ပဲအချိန်ကုန်နေတယ်ပေါ့နော်စကားများလိုက်အပြင်ထွက်လိုက်စစ်လေးတောက်လိုက်မုတ်ထွက်စားလိုက်ဟို coffee တောက်လိုက်လက်ဖိတ်တောက်ဒီလိုနဲ့ပဲကျွန်တော်တို့အချိန်တွေကုန်နေတယ်အခြားလုပ်တွေကိုလည်းတခြားလုပ်တွေကိုလည်းဒီချိန်မှာလိုက်ပြီးတော့တိတ်ပြီးတော့မရှာတော့ဒီချိန်မှာကဘာလဲဆိုတော့ငါရုံးလာတဲ့မဖြစ်မနေလာမှမလို့လာတယ်ပြီးသွားရင်ပြီးတာပဲပြီးသွားရင်လည်းထားလိုက်တာပေါ့ဆိုတာမျိုးပေါ့နော်ဘာမှမျှော်လင့်ချက်တွေမရှိတော့ရင်မှန်းချက်တွေမရှိတော့ motivation တွေမရှိတော့လူကလုံးဝ zombie တကောင်လိုမျိုးပဲရှင်ရက်နဲ့တေနေတဲ့လူတွေမျိုးလိုမျိုးဖြစ်နေတယ်ဒါကိုကျွန်တော်တို့က zombie အဆင့်လို့ခေါ်ပါတယ်ဒါကတစ်နှစ်နောက်ပိုင်းမှာဆို zombie အဆင့်အဲ့တော့ကျွန်တော်တို့ကအလုပ်တစ်ခုဝင်တဲ့အချိန်တိုင်းမှာတော့ဒီအဆင့်၄ဆင့်ကိုကျွန်တော်ကြော်ဖြတ်နိုင်တယ် honeymoon period ကရှိမယ် honeymoon period ကအရန်ကိုပျော်တယ်ဒီအလုပ်ကိုဝင်လိုက်ရတဲ့အတွက်အရန်ကိုကျေနပ်နေတဲ့အချိန်မျိုးပေါ့အဲ့ဒါပြီးတဲ့ခါကျတော့နောက်တစ်ခုက culture shock နဲ့တွားတွေ့တဲ့အချိန်မျိုးပြီးတဲ့ခါကျရင်တော့စိတ်တက်ကြတဲ့အချိန် depression ဖြစ်တယ်ပြီးတော့ zombie အချိန်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့က zombie အဆင့်ကိုရောက်သွားပြီဆိုရင်ဗျာဒီအဆင့်ဒီအလုပ်နဲ့ပတ်သက်လို့ကျွန်တော်တို့ကဖွံ့ဖြိုးရလမ်းကြောင်းမရှိတော့တိုးတက်ရလမ်းကြောင်းမရှိတော့ကျွန်တော်တို့ပြင်းနဲ့နောက်ဆုံးမှဖြင်းတဲ့အဆင့်ကိုရောက်သွားပြီပေါ့နော်အဲ့ခါကျတော့ဒီလုံးမှာပဲအဲ့လိုမျိုးဟို depression တွေရပြီ zombie တယောက်လိုမျိုးတနေ့နေ့သွားလာလှုပ်ရှားနေတာကကိုယ့်အတွက်ဘာမှတက်လန့်မရှိတော့ဘူးကိုဒီကနေပြီးတော့ရနိုင်တဲ့အကြောင်းအရာကိုဒီကနေပြီးတော့ဖွံ့ဖြိုးလာနိုင်တဲ့အကြောင်းအရာဘာမှမရှိတော့နောက်ဆုံးမှဘယ်သူ့ကိုပဲထိခိုက်လဲဆိုတော့ကိုယ်တိုင်ပဲလာပြီးတော့ထိခိုက်တယ်အဲ့တော့အခုချိန်နေတာအားလုံးတော့ခက်ခဲတယ်ဆိုတော့ကျွန်တော်သိပါတယ်သိတဲ့အခါမှာကိုကဘယ်အဆင့်မှာရောက်နေပြီလဲဒါကိုတော့သတိထားကြည့်ပါကျွန်တော်တို့က zombie အဆင့်ကိုရောက်ခံလို့မဖြစ်ဘူး zombie အဆင့်ကိုရောက်ခံပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဘဝကအပေါ်မတက်တော့ဘဲနဲ့အောက်ကိုပဲဆင်းတော့မှာ
မြင်မှုရမလားတချို့ယုံနေတချို့နေရာတွေမှာဆိုရင်အထူးသဖြင့်တော့အစိုးရယုံနေမှာဆိုကျွန်တော်တွေ့ရနိုင်တယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာလုံနေတာကြားနေပြီရမ်းကိုကြားနေနှစ်တောင်ချို့နေပြီပေါ့နော်ဟိုဘယ်လိုပြောဒီယုံရှိသမျှတက်တန်းဒီလူနဲ့တောင်ရှိနေလောက်ဒါပေမဲ့ तू ကဘာမှလုပ်လို့မရ तू စီမှာဘာမှကောင်းမွန်တဲ့အချက်လည်းမရှိဘူးကျွမ်းကျင်တဲ့အချက်လည်းမရှိဘူးတက်မြောက်မှုလည်းမရှိဘူးလူတွေလာတယ်မျက်နှာသားဆူဆူနဲ့နေတယ်အလုပ်ကိုလုပ်ချင်တယ်လို့မလုပ်ချင်တယ်လို့လုပ်တယ်လူတွေအော်ဟောက်သူပူပြီးရင်ခါကြရင်ရှောက်ပြီးစကားတွေရှောက်ပြောလုပ်ချင်တာရှောက်လို့ပြီးရင်ရုံပြောင်းသွားပြန်ညနေကမှထားတော့ရုံစင်းကျင်9နာရီဆိုရင်4နာရီခွဲဆိုအစင်းသင်းဖြစ်ပြီးနေနော်လွယ်ဒီပါအစင်းသင်းဖြစ်ပြီးနေထမင်းညနေပါအကောင်လုံးစစ်ပြီး9နာရီကွက်တိတောင်းပြီးဆိုတာနဲ့ဝုန်းနေပဲဘာမှမတွေ့ရတာအဲ့အချိန်မှာမီးတွေပွင့်နေလဲပွင့်ကွန်ပျူတာတွေပွင့်နေလဲပွင့်အဲကွန်တွေပွင့်နေလဲပွင့်ဘာမှ game site တော့အဲ့လိုမျိုးလူတွေဖြစ်သွားတယ်အဲ့လိုဆိုရင်တဖြည်းဖြည်းနဲ့ဟိုဘဝကရှေ့ကိုမတက်တော့ဘဲနဲ့အပေါ်မတက်တော့ဘဲနဲ့တဖြည်းဖြည်းနဲ့အောက်ကိုပဲဆင်းသွားဖို့ပဲရှိတယ်အဲ့တော့လူတွေကတော့ကြုံတော့ကြုံရမှာပဲဘယ်အဖွဲ့အစည်းမှမဆိုကျွန်တော်တို့က culture shock တွေ depression ဖြစ်တဲ့အဆင့်တွေကတွားပြီးကြုံနေရမှာဒါပေမဲ့အဲ့ဒါကိုကဖောက်ထွက်မှရကိုကဖောက်ထွက်လိုက်မှရကိုကဖောက်ထွက်ပြီးတော့ငါတော့ဟုတ်ပြီပထမအဆင့်ပြီးသွားပြီဒုတိယ culture shock နဲ့ဒီမှာတော့ငါဒီလိုမျိုးနေလို့မရအောင်ငါ depression အဆင့်ကိုအရောက်မခံအောင်ငါဘယ်လိုလုပ်မယ်ဆိုရက်နီလန်ကိုဆက်ပြီးဖွင့်မျိုးနေဖို့ကိုဆက်တိုးတက်နေဖို့အတွက်ဒါကအလုပ်ရှင်အတွက်မဟုတ်ဘူးနော်ကိုအတွက်ကိုပြောတာအလုပ်လုပ်တယ်ဆိုတာကျွန်တော်တို့ကအလုပ်ရှင်အတွက်လုပ်တာမဟုတ်ဘူးကိုအတွက်ကိုလုပ်တာအလုပ်ရှင်အတွက်ကောင်းကျိုးရတယ်တမျိုးဒါပေမဲ့ကိုအတွက်လည်းဒီဟာအတွေ့အကြုံတွေရတယ်ဒီကနေပြီးတော့ဟို network ဟိုအပေါင်းအသင်းတွေပေါ့နော်ကိုနဲ့ဟိုချိတ်ဆက်လို့ရတဲ့အပေါင်းအသင်းတွေအသိမိတ်ဆွေတွေရတယ်ကိုကလှုပ်လို့ရနောက်ထပ်ကိုပိုင်လှုပ်တဲ့အခါမှာအရန်အဖိုးတန်တဲ့အတွေ့အကြုံရတယ်ဒါတွေကိုကျွန်တော်တို့ယူရတယ်အဲ့လိုမျိုးမဟုတ်ဘဲ depression ဖြစ်နေမယ်အဲ့လိုဟို zombie လိုမျိုးပဲလှုပ်ရှားနေမယ်ဆိုရင်တော့ကျွန်တော်တို့ဘာမှလုပ်လို့မရဘဲနဲ့ဒီ organization မှာပဲလက်ဟိုဖတ်တွယ်ပြီးတော့ဗောနော်တေတဲ့အထိလောက်ရတာမျိုးဖြစ်နိုင်အဲ့တော့လုပ်ငန်းဝင်တဲ့အခါမှာအဆင့်၄ဆင့်ရှိပါတယ်ကိုကဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတော့သတိထားကြည့်ပါဒါကတစ်ခုဒုတိယနောက်ထပ်တစ်ခုကျွန်တော်မှားချင်တာကတော့ကိုက depression အဆင့်ကိုရောက်နေပြီ zombie အဆင့်ကိုရောက်နေပြီဆိုရင်တော့ဖောက်ထွက်ဖို့အတွက်စူးစမ်းပါမဟုတ်ဘူးဆိုရင်တော့နစ်နာမှာကကိုယ်ကိုယ်တိုင်ပဲဖြစ်နေပါလိမ့်မယ်ကြည်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်